ကဲ Disney Pixar ရဲ့ Brave Style နဲ့ဖန်တီးထားတဲ့မြန်မာပုံပြင်အသစ်လေးလာပါပြီ။ဒီနေ့တော့လူလင်ကိုမြင်းပါပေးလိုက်ညသူဆိုတဲ့ဟာတာနော်တဲ့ဇာတ်လမ်းလေးကို Pixar Animation Style နဲ့ကြည့်ရှုရမှာပါခင်ဗျာ။ဇာတ်လမ်းထဲကရိုးအမိသားစုကိုလူလင်ကဘယ်လိုလွှဲပါသွားမလဲ။နောက်ဆုံးမှာဘာတွေထိမလဲဆိုတာဗီဒီယိုထဲမှာအဖြေရှာကြည့်လိုက်ပါ။ရှေးအခါကရွာတရွာတွင်အလွန်ရိုးသောဇနီးမောင်နှံတစ်ယောက်ရှိ၏သူတို့တွင်သမီးလေးတစ်ဦးထုံးကာရာထိုသမီးလေးကိုအရိပ်တကြီးကြီးနှင့်နေကြလိ၏ထိုသမီးကလေးအရွယ်ရောက်၍အလှတိုးတွန်းအထိန်မှာပင်ဘယ်ထဲကြောင့်ဘယ်သူထိတိမသိအပြင်းဖျားပြီးတေဆုံးသွားရှာလိ၏ဖခင်ဖြစ်သူသည်စိတ်ထိခိုက်တော်လဲရောချဖြစ်၍တင့်တလုံးဟန်ဆောင်နိုင်သေးတော်လဲဇနီးဖြစ်သူမှမူမစားနိုင်မတောက်နိုင်တငိုင်ငိုင်တမိုင်မိုင်ဖြစ်နေရှာသည်အတူပါပို့ချပြီးသည်နော်၄-၅ရက်ကြာသောခါတိုင်အောင်ဇနီးဖြစ်သူမှငူငူနေလေသည်ဇနီးတွေကသမီးကိုဤသို့လွမ်းဆွတ်ပြီးပရိဒေဝမီတောက်လုံနေသည့်တဲ့ခင်မွန်းဖြစ်သူမှာဘာမှမေမေရရမလုပ်နိုင်ပြီ9ရက်ခန့်ရှိသောအခါဇနီးတဲ့အလွမ်းနင်းနေရိုးသွားပြီးဟုယူဆသောကြောင့်ယောက်ျားဖြစ်သူသည်အလုပ်ကိစ္စအတွက်မင်းတစီနှင့်အခြားရွာတရွာသို့ခရီးထွက်သွားလေသည်သမီးတည်ဆုံသည်သမီးကိုသာလွမ်းတနတ်သောမိခင်၏အခြေအနေကိုသိသောလူလင်တစ်ယောက်သည်ထိုအမျိုးသမီးကြီးအိမ်၌တူးရီရှိနေခိုက်ဇက်များတွင်တုံသည့်နတ်ဝတ်တန်စာများကိုရှာဖွေငါခဲ့ပြီးလျှင်သူ့ကိုယ်သူနတ်ဝတ်တန်စာစင်ကငိုနေသည့်သမီးဆုံးမိခင်ထံသို့တွားပြီးလျှင်ဒီမအတော်ကြီးခမညာသမီးတေလို့ဖြင့်ငိုမနေရတော့ခမညာသမီးဟာနက်ပီမှာနက်သမီးဖြစ်နေလို့နက်စီစင်ခံစားနေပြီအခုကျုပ်ကိုသူ့လက်ဝဲလက်စားများအတောင်းခိုင်းလို့လှတောင်းရတာခမညာသမီးစီဒီပြင့်ပါပေးဦးမတုံဟုပြောလိုက်လေ၏မိမကြီးမှလည်းမိမိအလွန်ချစ်တော်သမီးနက်ပီရောက်သွားပြီဆို၍ဝမ်းသာလွန်လာပြီးလက်ဝဲလက်စားအားလုံးကိုပဝါဖြူကလေးဖြင့်ကောင်းမွန်စွာထုတ်ကာပေးလိုက်၏လူလင်လည်းလက်ဝက်လက်စားများရသည်နှင့်တပြိုင်နက်အချိန်မလင်းရအောင်တုတ်ချေတင်ကထပ်သွားလေတော့၏လူလင်ထပ်သွားပြီးနောက်မကြမီပင်အဝဲရွာတော့ခီးသွားနေသောယောက်ျားဖြစ်သူပြန်လာသည်အိမ်ရောက်ချင်းရောက်ချင်းပင်မိန်းမကြီးကဝမ်းသာစရာပြောရဦးမည်ဟုဆိုကနတ်ပြည်တွင်နတ်သမီးဖြစ်နေသောသမီးကလေးကအတောင်းခိုင်း၍နတ်သားတစ်ပါးလာကြောင်းလက်ဝဲလက်စားများကိုတခြားစွာထုတ်ပိုးပေးလိုက်ပြီးဖြစ်ကြောင်းဝမ်းသာအားရပြောပြလေ၏ယောက်ျားလောက်သူကမူချက်ချင်းပင်အလိမ်မိမိုင်းတီးပြီးအဲ့ဒီနှစ်သားပဲသွားတော့ဟုတ်မေး၍ဇနီးဖြစ်သူညွန်ပြသည့်ဘသူစီလာတော့ညင်းဖက်ဒုံဆိုင်ပြီးလိုက်လေ၏တက်ကလုတ်အနောက်မှဖုန်ထောင်းဖြင့်လိုက်လာတော့မြင်းစည်းသမောင်းကိုမြင်ရဲ့လူလိန်လဲမိမိပေးမလွတ်ပြီဟုသိ၍နီးရခြုံပုတ်တွင်လှဲပတ်ပုံးပြီးခေါင်းကြည့်နေလေ၏မြင်းစည်းသမားလည်းအနှဲငယ်ကြော်လွန်သွားသည့်အထိလိုက်ကြည့်ပြီးလူစလူနာပျောက်သွားသည်ကိုမကြေမချမ်းဖြစ်နေလေ၏တခဏကြာမှအကြံရ၍မြင်းကိုလူလင်ပုံးလေးတို့ခြုံတွင်ချီပြီးအခြားခြုံများသို့လိုက်လံချောင်းမြောင်းရှာဖွေသည်ဤတွင်လူလင်လဲရသောအခဏီကိုလက်လွတ်မခံဘဲခြုံထဲမှထွက်ပြီးချီထားသောမြင်းကြိုးကိုဖြုတ်ပြီးဒုံဆိုင်စီးပြီးလီတော်သည်တော့ပြီဟိတ်တော့ပြီဤတွင်လိုက်ရှာသောယောက်ျားကြီးသည်သမီးပစ္စည်းများလဲဆုံးမြင်းတစီလဲဆုံးပြန်တော့ခဲ့၎င်းမြင်းစည်းပြေသောလူလိန်နောက်သို့လိုက်ကပြောလိုက်ပါဟိအဘကလည်းမြင်းတစီပေးလိုက်ပါသေးလေလို့ဟုအော်ပြောလိုက်လေတည်းတမီးအပေါ်ထားတဲ့မိခင်တူရဲ့ကြီးမားလာတဲ့တန်ရောစင်းနဲ့အလွမ်းကိုအခွင့်ကောင်းယူပြီးလိန်ညာသွားတဲ့လူလိန်တယောက်အကြောင်းကိုတွေ့မြင်ရမှာပါနောက်ဆုံးမှာတော့ခင်းပွင့်ဖြစ်သူကပါလူလိန်တော့ကိုမလိုက်နိုင်တော့ပဲမြင်းပါလက်ဆောင်ပေးလိုက်တယ်လို့အရှုံးပေးလိုက်ရတဲ့အကွက်လေးကတော့ဟာသနော်ပြီးတင်ခန်းစာပေးသွားခဲ့ပါရီ